မစားချင်တော့စားစားများဒါပြီးစားတော့ငါဘလို့ဒီမှာလဲဒီမှာငါကိုကြီးနဲ့မောင်လေးကြားမှာဗျာများနေရဟဲ့တီးချက်လုံးနော်ငင်ကိုကြီးနဲ့မောင်လေးကလည်းတွဲမစားတဲ့အစားစားရမှာပါတယ်ပြင်းနေခါလည်းကြည်အောင်တယောက်ကလည်းကိုရီးယားယူတယောက်ကကျလည်းခလေးလိုခွေးလိုနဲ့ပုံလာမနေဘူးစညက်ခံအောင်တမ်းနေပါငါ့စားရနေအဲ့လိုလာပြောနဲ့အေးပါမပြောကြိုက်ဘူး The next day Hello အိုပါအကြီးလေးမနေ့ပြန်ကြားလို့ရှိရင်အိုပါတို့ပီဇာမာရူရဲ့ 6th anniversary promotion အနေနဲ့လေသူတို့က Super Mario Day ဆိုပြီးတော့သူတို့ promotion တစ်ခုလုပ်ထားတယ်အဲ့ဒါလေအိုပါတို့မနေ့ပြန်သွားစားကြမယ်နော်အားရစောအိုပါတွေ့မယ်ဆာရာငယ်ဟယ်လိုမဟယ်လိုမလားနိုးပြီလားမောင်ပြောစရာရှိလို့ဒီနေ့1ရက်နေ့ကနေ4ရက်နေ့ထိပီဇာမာရုမှာလေ promotion လေးချနေတာအဲ့ဒါမောင်ကြိုက်တဲ့ကြက်ကြော်လေးနဲ့မကြိုက်တဲ့ပီဇာလေးနဲ့တူတူမှာစားရင်နောက်ထပ်ပီဇာမဟုတ်လို့ရှိရင်ကြက်ကြော်တို့ကဖရီးထပ်ပြုံးပါတဲ့အဲ့ဒါမောင်တို့တည်းသွားစားကြမယ်လေအင်းတော့မောင်အဲ့ဆိုလည်းသွားကြမယ်လေဘိုင်ဘိုင်ဒါပဲနော်မောင်အဲ့ဆိုရင်သွားမယ်ဟာစိတ်နဲ့တော့စားပြီးဘလို့လုံးမှာလဲနင့်ကငါမပြောဘူးလားတူတူတွဲမစားနဲ့လို့လောက်ပြောထားခုကနေဒုက္ခရောက်ပြီမလားအေးပါတကယ်ချင်းငါကြက်ကြောင်နဲ့ပီဇာပဲတွဲစားမိတာပါနင်တို့ကလည်းအကြံလေးပေးအောင်စုမနေနဲ့ဘာခက်တာမလို့နင်ကလည်းတယောက်တည်းစီချင်းလိုက်ပြီးရင် promotion က1ရက်နေ့ကနေ4ရက်နေ့ထိအောင်မလားဟုတ်တာပဲရုပ်တရက်ဆိုနဲ့ကြာများပါတယ်ဟိဒါပဲနင်ကကြီးချက်လုံးတော့အန်ဒီရများတယ်အေးပါငါကိုရွမောင်လေးဆိုချစ်စရာလေးဆိုနှစ်ယောက်လုံးအားနာလို့ဖြတ်ရမှာပြောတော့ဟယ်လိုအကြီးလေးမရောက်သေးဘူးလားအိုပါလာနေပြီလမ်းမှာဒီမှာအိုပါရောက်နေပြီဒီမှာအကြီးလေးကြိုက်တဲ့ကြက်ကြော်တွေပီဇာတွေအိုပါတစ်ခါတည်းမှာထားပေးတယ်ဟောဒါနဲ့လေအကြီးဒီနေ့ကဒီပီဇာမာရူမှာသူတို့ရဲ့ 6th anniversary ဆိုတော့လေသူတို့က Super Mario Day ဆိုပြီးတော့သူတို့က promotion လုပ်ထားတယ်အဲ့ဒါဘာလဲဆိုတော့သူတို့ကဒီပီဇာတစ်ချက်တော့မဟုတ်ကြက်ကြော်ကိုလည်းသူတို့က free ပေးတာအကြီးလေးအဝစားနော်အဝစားအားရစော see you စာရငယ်ရော bye bye မွတ်နင်ဒါမှလောက်တာလဲငါ့ကိုကြားအောင်အမနင်အဲ့လိုလုံးလို့မရဘူးဂွင်လာမစင်နဲ့နော်သွားကောက်မဟာမအကြီးလေးအိုပါမဟာဒါဆိုကျွန်တော်2ယောက်လုံးဒီပြန်နဲ့တွဲနေရပါဘောအကြီးလေးမင်းလေးဆက်တယ်ကွာမင်းမိန်းမတွေမကောင်းဘူးဗျာတစ္ဆာမရှိရဲ့မိန်းမတွေတော့ကိုရသွားမယ်ဗျာသွားမယ်မင်းအိုပါအိုပါဟဲ့ဘာဖြစ်လဲငါကိုင်းနဲ့မောင်လေးနဲ့နှစ်ယောက်လုံးမိသွားပြီဒီနဲ့ငါပြောတာလေကိုင်းနဲ့မောင်လေးနဲ့တွဲမစားတဲ့မောင်လေးနဲ့ငါပြောရမလားအေးပါတကယ်ချင်းနောက်ဆုံးကကိုင်းနဲ့မောင်လေးဘယ်တော့မှတွဲမစားတော့ပါဘူးမှတ်သွားပါပြီပီဇာနဲ့ကြက်ကြော်ပဲတွဲစားတော့မယ်နော်哇